လဲမလို့ကိုကြီးတန်ရှင်းရေး မိမပေါင်ပေါ်အိတ်လိုက်အိတ်ငွေချတယ်လို့ပဲတဲ့ဒီခဲသုံးထားရင်တဲ့သူ့အနက်လေးကြောင့်မလို့ဟာ အဲ့ပြောသွားတယ်ဗောဒီရဲ့ feminine wash လေးဆိုလား feminine wash ကကျတော့အပြိုပေါ်ဝင်ပြီဆိုတာနဲ့သုံးတင်တယ်တဲ့အတွက်မုန်းကိုနိုင်လဲသုံးတယ်မုန်းကိုနိုင်လဲကြိုက်တယ်မုန်းကိုနိုင်လဲယုံကြည်တဲ့အတွက်သုံးနေတဲ့ brand တစ်ခုပေါ့နော်ပြမယ်ပြီးလို့ရှိရင်ဒီမှာဒီ VK စီမှာမွန်းတို့ကြောဒါလေးကတော့အပြိုလဲလို့တယ်အိုးလို့တယ်မိယောက်ျားလေးတွေကြည့်နေလဲကိုမိမဝယ်ပေးကိုချစ်သူကိုဝယ်ပေးလို့ရတယ်ဒီလား तू ကဘယ်လိုလဲမလဲမွန်းတို့တန်ရှင်းပြီးမိမကိုလေးတွေက feminine wash လေးနဲ့တန်ရှင်းပြီးသွားပြီပြီးရတဲ့တေးချာတန်ဆင်ပြီးသွားပြီဆိုရင်ဒီအဆက်ကလေးကိုမွန်းတို့တုတ်လိမ့်နဲ့လက်ပေါ်မှာဒီဟာကြီးကိုအထဲထိထဲလို့မရအောင်ထဲစရာမလိုဒီလိုမျိုး20လောက်20လောက်ချပြီးတော့20လောက်ချပြီးမိမကိုထိန်ဝါလေးမှာဒီလိုလေးပဲညင်ညင်တာလေးပုတ်လိမ့်ပြီးအောင်ပဲ तू ကသူစိတ်ဝင်သွားတာပေါ့နော် तू ကအဓိကဘာလဲဆိုတော့ကြွက်သားတွေတင်းရင်းစေတယ်ကလေးတွေဆိုရင်လည်းအဲ့လိုတော်လာចောင်းနေပါလေသွားဘာညာကွဆိုလည်းကွာအနက်အသက်တွေဆိုရင်လည်းအရန်ကိုစေးဖြစ်တယ် confidence ရှိတယ်သမီးကလေးတွေဆိုတော့ confidence ရှိတယ်နောက်ပြအဖြူစင်းတာရားရံတာမိမကိုပိုးဝင်တာတွေကာကွယ်ပေးတယ်နောက်ပြအဲ့ panty လေးမှာ20လောက်ချထားတော့ panty perfume အနေလေးနဲ့ပေါ့နော်နောက်ပြ